ကျွန်တော်ဒီဗီဒီယိုမှာပြောမယ့်အကြောင်းအရာကတော့ Facebook post တွေမှာ comment auto reply လုပ်တဲ့အခါမှာကျွန်တော်တို့ post တစ်ခုချင်းစီကိုပြီးပန့်တစ်ခုချင်းခုပေါ့နော်တစ်ခုချင်းစီကိုကျွန်တော် contact chatbot နဲ့လုပ်စရာမလိုတော့ဘဲနဲ့ကျွန်တော်တို့ဒီ custom feed တစ်ခုပေါ့နော်ဒီဟာအသုံးပြုခြင်းအပြင်ဒါမိတ်ဆွေတို့အချိန်ကုန်အများကြီးတက်တာရတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်ရှေ့မှာပြောခဲ့တဲ့ video file တစ်ခုရှိရပေါ့နော် Facebook post တွေ AI နဲ့အလိုလျောက် comment ဖြေကြားနည်းပေါ့ဆိုတော့ဒီဟာဗီဒီယိုကိုမကြည့်ရသေးဘူးဆိုရင်မိတ်ဆွေတစ်ချက်ကြည့်ပါဆိုတော့ဒီဟာနဲ့ဆက်တယ်ပေါ့နော်ဒီဟာမှာကကျွန်တော်တို့အရင်တော့က comment reply မှာကျွန်တော်တို့ဒီ post ခုချင်းစီကိုကျွန်တော်တို့အကြောင်းအရာပေါ့နော်ဆိုတော့ဥပမာကျွန်တော်မိတ်ဆွေမြင်တာအောင်ပြောပြပေးမယ်ဆိုရင်ကျွန်တော်တို့ဒီ AI ကဖြေတဲ့အခါမှာ comment auto reply လုပ်တဲ့အခါမှာကျွန်တော်တို့တွင်းထားတဲ့ prompt ပေါ့နော် prompt မှာမူတည်တယ်ဒါပေမဲ့ဒီ prompt ကကျွန်တော်တို့ကိုတွင်းထားတဲ့ကိုယ့်ရဲ့ business general information ပေါ့နော်အထွေထွေအချက်လက်တွေပဲတွင်းထားတယ်ဆိုရင် post ကိုသူနားမလဲဘူးသူကိုထည့်ထားတဲ့ prompt ပဲနားလဲတယ် post တွေကစာတွေကိုနားလဲအောင်လုပ်ရမယ့်နည်းလမ်းအဖြစ်တစ်ခုပေါ်လာတယ်ပေါ့နော်ဆိုတော့ဒါ concept ရဲ့ comment auto reply နဲ့က feature အသစ်တစ်ခုဖြစ်ပါတယ်အရန်အသုံးဝင်ပါတယ်ဘာအသုံးဝင်လဲဆိုရင်တော့အချိန်ကုန်တက်တာတယ်ခုနကကျွန်တော်ပြောခဲ့လို့ပေါ့နော်Okay ဆိုတော့ဒီမှာဆိုနမူနာလေးကျွန်တော်ပြထားတယ်ဒီ post တစ်ခုတင်ထားတယ်အောက်မှာမိတ်ဆွေတယောက်က comment ဝင်ရေးထားတယ်ပေါ့နော်ဆိုတော့ तू က reply ပြန်ထားတယ်ဒီမှာ तू reply ပြန်တဲ့နေရာမှာမူရင်း post မှာပြောထားတဲ့ AI model တွေအကြောင်းပေါ့နော်ဒါကျွန်တော် post ထဲမှာ AI model ကွာခြားချက်ရှိတယ်ဆိုတာပြောထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီကွာခြားချက်အကြောင်းဆိုတာဟာ तू က prompt မှာတစ်ခုချင်းစီလိုက်ထည့်စရာမလိုတော့ဘူးဆိုတော့ဘယ်လိုလုပ်လိုက်လဲဆိုဒီမှာကျွန်တော်နမူနာလေးပြထားတယ်ဒါကျွန်တော်အတိုင်းရေးစရာမလိုကို business ပေါ်မူတည်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီဥစ္စာကိုကျွန်တော်အသေးစိတ်မတွားတော့ဘူးဘာလို့လဲဆိုရင်ဒီမှာကျွန်တော်ဒီဗီဒီယိုထဲမှာဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ရှင်းပြပြီးသားပေါ့နော်ဆိုတော့အဲ့ဗီဒီယိုမိတ်ဆွေကြည့်ပါကြည့်ရဆိုတာ concept AI concept အသုံးပြုပြီးတော့ AI နဲ့ဘယ်လို comment auto reply လုပ်မလဲဆိုတဲ့ဟာမိတ်ဆွေသိသွားမယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာထဲကဒါအဆက်က update ပေါ့နော် update ကဒီဟာလေးပါကျွန်တော်ဒီဟာလေးကျွန်တော်ထည့်လိုက်တယ် less commented post text ပေါ့နော်ဆိုတော့ဒီ custom field လေးထည့်လိုက်တာနဲ့ဒါအများကြီးအလုပ်ရှုပ်တတ်တာရတယ်ကျွန်တော်တို့ဆိုပါစို့ဥပမာကျွန်တော် post အားလုံးကို reply ပြန်တဲ့အခါမှာကျွန်တော်ဒီ flow နဲ့ပြန်ပြီးပေါ့နော် all comment reply ဆိုတာဒါကျွန်တော်နမူနာလောက်ထားတဲ့ flow ပေါ့ဒီ flow ပေါ့နော်ဒါ all comment reply flow ပဲဆိုတော့အဲ့ flow ထဲမှာကျွန်တော်ဘာပဲကွာသွားလဲဆိုတော့ပုံမှန် prompt ကိုကျွန်တော်ဘာမှတော့မထိဘဲနဲ့စာကြောင်းလေးတစ်ကြောင်းပဲထပ်တိုးလိုက်တယ်ပေါ့နော်ဆိုတော့ the text of the original Facebook post is less commented post text ပေါ့နော်ဆိုတော့ဒီ custom fee ကိုကျွန်တော်ဗီဒီယိုအခု video recording အောက်မှာကျွန်တော်ထည့်ထားပေးမယ်ဒီ video description ထဲမှာမိတ်ဆွေကြည့်ပြီးတော့မိတ်ဆွေရဲ့concept chatbot ထဲမှာထည့်လိုက်ရုံပဲပေါ့နော်အရန်လွယ်ပါတယ်ဆိုတော့ပုံနဲ့အရန်ဝင်တယ်ဆိုတော့ဒီဟာလေးပါပဲဒီဟာကအတိတ်ပဲက less commented post text ဆိုတာဟို Facebook ဒီနောက်ဆုံးပေါ့နော်ဒီ customer နောက်ဆုံး comment လုပ်ထားတဲ့ post ရဲ့စာသားဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်ဆိုတော့ဒီစာကြီးတစ်ခုလုံးကိုသွားနေပြီးတော့ဒီ custom fee မှာအစားထိုးလိုက်တဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်ဆိုတော့ AI ကခုနကကျွန်တော်နမူနာပြောခဲ့လို့ပဲ all post comment reply လုပ်ထားတဲ့မိတ်ဆွေတွေအနေနဲ့ဆိုရင်ဘယ် post အောက်မှာပဲဖြစ်ဖြစ်သူ့ရဲ့ context ပေါ့နော်ပြောနေတဲ့ post မှာပြောနေတဲ့အကြောင်းအရာကို AI ကလည်းနားလည်သွားတဲ့သဘောဖြစ်တယ်ဆိုတော့ပုံမှန်အားဖြင့်ဒီ update မရှိခဲ့ဘူးဆိုရင်မိတ်ဆွေလုပ်နေရမှာကကျွန်တော်တို့မလွယ်ဘူးပေါ့နော်ဒီလို all post လုပ်လိုက်လို့မရဘူး post တစ်ခုချင်းစီ specific post တစ်ခုချင်းစီရွေးမယ်ပြီးတော့ prompt ကိုတစ်ခုချင်းစီလုပ်နေရမယ်အချိန်ရန်ကုန်တယ် post ကိုတစ်ခုတင်တိုင်းမိတ်ဆွေဒီဟိုပေါ့နော်flow တစ်ခုစောင့်ရမယ်အနေထားရှိရယ်ဆိုတော့အဲ့ဒီလုံးစရာမလိုတော့ဘဲနဲ့ချိန်ကိုအများကြီးတက်တာတော့အောင်ဒီ custom fee ကအောက်ကိုပြုတယ်ပေါ့နော် post ထဲမှာရေးထားတဲ့စာသားအားလုံးဘယ် post မဆိုပေါ့နော်မိတ်ဆွေ page ဒီ concept AI နဲ့ချိန်ထားတဲ့ဘယ် post မဆိုသူ့ဟာသူအလိုလျောက်ယူသွားတဲ့သဘောရှိရပေါ့နော်ဆိုတော့အသုံးဝင်တဲ့ custom fee တစ်ခုပါပဲဆိုတော့ဒီဗီဒီယိုရဲ့နှစ်ချုပ်ကတော့ custom fee update ကဒီ Facebook auto comment reply AI နဲ့ပြန်တဲ့ခါကျရင်ကျွန်တော်တို့သုံးဝင်နေဆိုတဲ့ဟာဒီပြောပြပေးတာဖြစ်ပါတယ်နားမလည်သေးတာရှိရင်ကျွန်တော်လာမေးလို့ရပါတယ်